တင်မောအစေစားပေးခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးများတင်မောသီးကိုစားတဲ့အခါမှာအစေကိုအမြဲတမ်းလွှင့်ပစ်လေးရှိပါတယ်တင်မောစေရဲ့အကျိုးကျေးဇူးတွေကိုသိပြီးရင်တော့လွှင့်ပစ်တော့မှာမဟုတ်ဘူးလို့တွေးမိပါတယ်ဘာလို့လဲဆိုတော့တင်မောစေမှာယောဂပေါင်းများစွာကိုကုသပေးနိုင်တဲ့ဂုဏ်သတ္တိတွေပါတင်မောစေရဲ့ကျန်းမာရေးအကျိုးကျေးဇူးတကင်စာတင်မောစေဟာကင်ဆာတိုက်ဖျက်ရေးအတွက်အထူးကောင်းမွန်တဲ့ဆေးတစ်လက်ပါပဲကင်ဆာဆဲတွေကြီးထွားမှုကိုတားဆီးပေးနိုင်ပြီးရင်သားကင်ဆာဥမာကြီးကင်ဆာသွေးကင်ဆာစီးကျိတ်ကင်ဆာနဲ့အဆုတ်ကင်ဆာဖြစ်ပွားမှုကိုပျောက်ကင်းစေနိုင်ပါတယ်နှစ်အသေးကျန်းမာရေးတစ်တီးဖြော်ရည်တို့အစားအစာတွေထဲမှာတင်မောစေ9ဆေး6ဆေးလောက်ကိုရောပြီးစားပေးတာဟာတီး6ချင်းကိုကာကွယ်ပေးနိုင်ပြီးအသေးကိုကျန်းမာစေပါတယ်3ကြောက်ကက်ကျန်းမာရေးတင်မောစေဟာကြောက်ကက်ဆိုင်ရာယောဂတွေကိုကာကွယ်ပေးနိုင်ပြီးကြောက်ကက်ရဲ့လှုပ်ဆောင်မှုကိုတိုးတက်ကောင်းမွန်စေပါတယ်လေးရောင်ရမ်းမှုကိုတက်တာစေတဲ့ဂုဏ်သတ္တိများတင်မောစေမှာရောင်ရမ်းမှုကိုတက်တာစေတဲ့ဂုဏ်သတ္တိတွေပါအစစ်မြင့်နာကျင်ကြိုက်ခဲတာရောင်ရမ်းတာအယိုးအစစ်တွေနာကျင်တာတွေကိုတက်တာစေပါတယ်ငါးဘက်တီးရီးယားကိုတိုက်ဖြတ်နိုင်တဲ့ဂုဏ်သတ္တိများတင်မောစေမှာဘက်တီးရီးယားပိုးမွှားတွေကိုတိုက်ဖြတ်နိုင်တဲ့ဂုဏ်သတ္တိတွေပါသွေးလွန်တုပ်ကွေးဥရောင်ငန်းဖျားစတဲ့ယောဂတွေအလွယ်တကူဝင်ရောက်ကူးစက်ခြင်းကနေကာကွယ်ပေးပါတယ်6အစာချေစနစ်ကိုကောင်းမွန်စေခြင်းတင်မောစေမှာအစာချေစနစ်ကိုကောင်းမွန်စေတဲ့ဂုဏ်သတ္တိတွေပါတစ်နေ့တစ်စုံလောက်စားပေးသင့်ပါတယ်တင်မောစေကိုဘယ်လိုစားမလဲတင်မောစေကိုကြိတ်ပြီးနွားနို့တစ်တီးဖြော်ရည်တို့အတုပ်တွေထဲမှာထည့်စားပါဘေးထွက်ဆိုးကျိုးနဲ့သတိပေးချက်ကိုဝင်ဆောင်မိခင်တွေရှောင်ရှားပေးသင့်ပါတယ်ဘာလို့လဲဆိုတော့ကလေးမွေးလာတဲ့အခါနှုတ်ဖြတ်ရခက်ပါတယ်အရွယ်ရောက်လာပေမဲ့နှုတ်ဖြတ်မရပဲဖြစ်စေတတ်ပါတယ်